ဇလန်တွဲပထမတွဲကို1983ခုနှစ် Los Angeles မြို့မှာစတင်ထားပြီးဖြန့်ကလင်စိတ်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့လီယိုနဲ့ကီဘင်တို့နဲ့အတူရှိနေတဲ့သူ့ရဲ့ပထမဆုံးပုံရိပ်ကို10စက္ကန့်မှာမြင်တွေ့ရမှာဖြစ်ပါတယ်ဖြန့်ကလင်ဟာကျောင်းကောင်းကောင်းတက်ခဲ့ဘူးပေမဲ့ကောလိပ်မတက်ဖို့ဆုံးဖြတ်ခဲ့ပြီးသူ့မေစီကိုပဲပြန်လာခဲ့ပါတယ်စီစီဟာဖြန့်ကလင်ကိုတယောက်တည်းပြုစုပြောထောင်ခဲ့ပြီးသူ့ကိုလမ်းမှန်ပေါ်ရောက်အောင်စ조사ထိန်းချောင်းပေးခဲ့ပါတယ်ဒါပေမဲ့ဖြန့်ကလင်ဟာသူ့အမေသဘောမတူမှန်းတည့်ရက်နဲ့သူ့ဦးလေးကြရုံအတွက်ဆေးကြောက်တွေရောင်းပေးနေခဲ့ပါတယ်ဖြန့်ကလင်ဟာဆေးကြောက်ရောင်းဖို့အတွက်ဘာလီမှာရှိတဲ့သူ့ရဲ့အထက်တန်းကျောင်းတုန်းကသူငယ်ချင်းယော့စီကိုသွားခဲ့ပါတယ်လီယွန်ဟာအထက်တန်းကျောင်းတုန်းကဖြန့်ကလင်ရဲ့အတိုင်းဝိုင်းကိုမြင်ပြီးတော်လေးအံ့နာသွားခဲ့ပါတယ်ယော့ဟာဖြန့်ကလင်ကိုသူ့အဖေရဲ့ကိုကင်းတီကသွင်းသူစီအတူတူသွားပေးဖို့တောင်းဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်ဝယ်ချင်ပေမဲ့အဲ့ဒီလူစီသွားဖို့ကြောက်နေလို့ပါဖြန့်ကလင်ကသဘောတူခဲ့ပြီးယော့ကသူ့ကိုအစရေးမူရရာစာ RBC မောင်းပို့ပေးခဲ့ပါတယ်ဒါပေမဲ့ RB ကဖြန့်ကလင်ကိုသူကလက်လီမယောင်းဘူးလို့ပြောခဲ့ပါတယ်ဖြန့်ကလင်ကအခွင့်အရေးကိုမြင်ပြီးပစ္စည်းကိုအကျွေးရင်ပေးဖို့တောင်းဆိုခဲ့ကငွေကိုအမြန်ဆုံးပြန်ဆက်ပါမယ်လို့ကတိပေးခဲ့ပါတယ် RB ဟာဖြန့်ကလင်ကိုသဘောကျသွားပြီးအတုံးတတုံးပေးလိုက်ကငွေပြန်ယူလာဖို့24နာရီအချိန်ပေးလိုက်ပါတယ်ဖြန့်ကလင်ဟာပစ္စည်းရလာတဲ့အခါသူ့ဦးလေးကြယုံစီသွားပြီးဒါကိုရောင်းဖို့ကူညီပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့ကြယုံကကိုကင်းလုပ်ငန်းနဲ့မပတ်သက်ချင်တာကြောင့်သူ့ကိုမောင်းထုတ်လိုက်ပါတယ်သူ့ရဲ့အရီလူအီးကသူတို့စကားပြောတာကိုခိုးကြခဲ့ပြီးကူညီဖို့ကမ်းလှမ်းခဲ့ကသူ့ကိုဒေတာခန်ညွတ်ကလပ်ပိုင်ရှင်ကလော်ဒီယာစီခေါ်သွားခဲ့ပါတယ်လူအီးနဲ့ကလော်ဒီယာတို့ဟာအရင်ကတွဲခဲ့ဘူးပြီးအစင်မပြေပဲပြက်ဆဲခဲ့ကြတယ်ဆိုတာကိုလည်းသိရပါတယ်ဒါပေမဲ့ဖြန့်ကလင်ယူလာတဲ့ပစ္စည်းကအဆင့်တန်းအရန်ကောင်းတာကြောင့်သူမကဝယ်ယူခဲ့ပါတယ်သူတို့ပြန်လာတဲ့အချိန်မှာဖြန့်ကလင်ရဲ့အဖေကိုတွေ့ရပြီးသူဟာအိုးမဲ့အိမ်မဲ့ဖြစ်နေတာကိုသိလိုက်ရပါတယ်အခြားတစ်ဖက်မှာတော့အလက်ဟန်ဒရိုဟာဗဟိုထောက်လန်းရေးအဖွဲ့အေဂျင့်လိုဂန်နဲ့အတူပါတီပွဲလုပ်နေတာကိုမြင်ရပါတယ်လိုဂန်ဟာဆေးလွန်သွားပြီးသူနဲ့အတူရှိနေတဲ့မိန်းကလေးတွေကအကူညီလန်းခေါ်ခြင်းပေမဲ့အလက်ဟန်ဒရိုကခွင့်မပြုခဲ့ပါဘူးအလက်ဟန်ဒရိုဟာနောက်ပိုင်းမှာ Los Angeles ကိုပြစ်ဒဏ်အနေနဲ့ဆေးလွတ်ခံထားရတဲ့အခြားဗဟိုထောက်လန်းရေးအဖွဲ့အေဂျင့်တယောက်ဖြစ်တဲ့တက်တီစီသွားခဲ့ပါတယ်သူကတက်တီကိုလိုဂန်ကသူ့ဆက်အသွယ်ကိုပေးခဲ့ပြီးတခုခုလိုရင်းဆက်သွယ်ဖို့ပြောထားကြောင်းပြောပြပါတယ်တက်တီဘာလို့ရမှမသိဖြစ်နေပေမဲ့သူ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကသူ့ကိုလိုဂန်ရဲ့အလောင်းစီခေါ်သွားပြီးဆေးလွန်တာဖြစ်ကြောင်းပြောပြပါတယ်ဒါအပြင်သူတို့စီမှာရှိတဲ့ကုန်ပစ္စည်းမြောက်များကိုပြသခဲ့ပြီးအဲ့ဒါကြောင့်ပဲအာနာပိုင်တွေကိုဖုံးမဆက်ခဲ့တာလို့ပြောပါတယ်အလက်ဟန်ဒရိုကအိမ်ထဲမှာသူတို့နှစ်ယောက်ကလွဲလို့တခြားဘယ်သူမှမရှိဘူးလို့အသေးချာပြောပါတယ်တက်တီကသူ့ကိုအလောင်းဖျောက်ဖို့ပြောခဲ့ပြီးသူကိုယ်တိုင်ကတော့အခင်းဖြစ်ပွားရာနေရာကိုရှင်းလင်းခဲ့ပါတယ်တက်တီကနေရာကိုရှင်းလင်းနေတုန်းနားကတစုံကိုတွေ့ရှိခဲ့ပြီးအလက်ဟန်ဒရိုကသူ့ကိုလိန်ညာနေတာဖြစ်နိုင်တယ်လို့ရိပ်မိသွားပါတယ်နောက်ပိုင်းမှာသူအလက်ဟန်ဒရိုနဲ့ပြန်တွေ့တဲ့အခါလိုဂန်ဟာတောင်ပိုင်းစစ်ပွဲအတွက်လက်နက်တွေကူညီပေးနေခဲ့တာဖြစ်ပြီးအလက်ဟန်ဒရိုကကုန်ပစ္စည်းတွေကိုနီကာယာကွာတဲ့အဝင်ထွက်ပြန်တန်းတည်ယူပေးနေတာဖြစ်ကြောင်းသိရှိသွားပါတယ်တက်တီဟာသူ့ရဲ့အထက်လူကြီးဂျိန်းစီဆက်သွယ်ပြီးအခြေအနေကိုအစီရင်ခံခဲ့ပါတယ်တက်တီဟာဒါဟာသူ့အတွက်ဒီလုပ်ငန်းနဲ့ပြန်ဝင်ဖို့တခုတည်းသောအခွင့်အရေးမှာအန်တီတာကြောင့်လိုဂန်ရဲ့နေရာမှာအစားထိုးဝင်ရောက်ဖို့အဆင်သင့်ရှိကြောင်းနဲ့အဖွဲ့အစည်းရဲ့လက်ပွေရာတွေမထင်ကြံစေဘဲလုပ်ငန်းကိုချောချောမွေ့မွေ့လည်းပတ်နိုင်မှာဖြစ်ကြောင်းဂျိန်းစ်ကိုအာမခံခဲ့ပါတယ်ဂျိန်းစ်ကလည်းဒီလုပ်ငန်းဟာသူတို့အတွက်အရေးကြီးမှန်းသိတာကြောင့်တက်တီကိုခွင့်ပြုချက်ပေးလိုက်ပါတယ်တက်တီကအလက်ဟန်ဒရိုကိုသူလိုဂန်ရဲ့နေရာမှာဝင်လုံးမဲ့အကြောင်းပြောပြပေမဲ့သူနေသူဟန်နဲ့ပဲလှုပ်ချင်တာကြောင့်နေရာတစ်ခုရှာဖို့ပြောပါတယ်ဒါအပြင်ဝယ်သူတွေကိုလည်းသူကိုယ်တိုင်တွေ့ကျင်တယ်လို့ပြောပါတယ်ကျောင်းတို့ဟာနဗန်းသမားကူတာဘိုကိုလည်းမြင်တွေ့ရပြီးသူ့ကိုလူစီယာနဲ့ပေဒရိုတို့ကနေရာတစ်ခုကိုတွားလို့ဖို့ခိုင်းနေကြပါတယ်သူတို့ကဝင်သွားပိုက်ဆံယူပြီးရင်ပြန်ထွက်လာရုံပဲမို့လို့လွယ်လွယ်လေးပါလို့ပြောကြပါတယ်ဒါအပြင်ဖြန့်ကလင်ဟာကူတာဘိုရဲ့ပရိသတ်တယောက်ဖြစ်တယ်ဆိုတာကိုလည်းသိရပါတယ်ကူတာဘိုဟာအစပိုင်းမှာနည်းနည်းစိုးရိမ်နေပေမဲ့နောက်ဆုံးမှာတော့နေရာကိုတွားလို့ခဲ့ပါတယ်သူ့ထဲကိုဝင်နိုင်ခဲ့ပြီးဝတ်ထားတဲ့ကာကွယ်ရေးတစ်တာတွေကပိုက်ဆံတွေကိုယူခဲ့ပေမဲ့ပြန်မထွက်ခင်မှာတိုက်ခိုက်ခံခဲ့ရပါတယ်ကူတာဘိုကပြန်လည်တိုက်ခိုက်နိုင်ခဲ့ပြီးအဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာတိုက်ခိုက်သူဟာလဲကျပြီးတေဆုံးသွားခဲ့ပါတယ်ကူတာဘိုမထွက်ခွာခင်မှာသူလူရက်ခဲ့တဲ့သူဟာတကယ်တော့ပေဒရိုရဲ့အဖေဖြစ်နေမှန်းရိပ်မိသွားပါတယ်ကူတာဘိုကသူထောင်ချောက်ဆင်ခံရတာဖြစ်နိုင်တယ်လို့တွေးပြီးပေဒရိုနဲ့လူစီယာတို့ကိုပိုက်ဆံပေးဖို့ညှင်းဆန်ခဲ့ကသူစိတ်ချရပြီလို့ခံစားရမှပဲပိုက်ဆံကိုလွှဲပေးမယ်လို့ပြောပါတယ်ပေဒရိုကသူ့ကိုတော်တော်လေးစိတ်ဆိုးသွားပေမဲ့လူစီယာကစိတ်အေးအောင်ဖြောင်းဖျနိုင်ခဲ့ပါတယ်လူစီယာကကူတာဘိုကိုပြောပြတာကသူတို့ဟာလက်ငင်းငွေသားတွေကိုပဲတီးတက်လိုချင်တာဖြစ်ပြီးသူတို့ကိုယ်ပိုင်ဖြန့်ချီရေးလုပ်ငန်းစတင်ဖို့အတွက်ကုန်ပစ္စည်းဝယ်ယူရန်ငွေသားလိုအပ်နေလို့ဖုံးကွယ်ထားခဲ့တာဖြစ်ကြောင်းပြောပါတယ်။သူမကကူတာဘိုကိုငွေသားပေးဖို့စီးရုံးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတက်တီဟာအလက်ဟန်ဒရိုနဲ့အတူသူတို့ရဲ့ပထမဆုံးဝယ်သူအာဘီနဲ့တွေ့ဖို့သွားပါတယ်။တက်တီကဒီလုပ်ငန်းအတွက်သူဖန်တီးထားတဲ့ရိတ်သွမစင်ဆိုတဲ့နမီဝက်နဲ့မိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့အာဘီကသူ့ကိုမယုံကြည်ပဲဆက်ဆင်ထားတာဖြစ်နိုင်တယ်လို့တန်တရားဝင်ကချင်းချောက်ပြီးအဝတ်အစားတွေချုပ်ခိုင်းခဲ့ပါတယ်။အာဘီကသူ့ကိုမတင်ကားသေးတာကြောင့်အပေးယူမလုပ်ပဲမောင်းထုတ်လိုက်ပါတယ်နောက်ပိုင်းမှာလူစီယာနဲ့ကူတာဘိုတို့ဟာတက်တီနဲ့တွေ့ဆုံခဲ့ပြီးသူတို့ဟာဒုတိယမြောက်ဝယ်သူတွေဖြစ်ပါတယ်သူတို့နဲ့ကြတော့အရာရာချောချောမွေ့မွေ့ဖြစ်သွားပြီးအပေးယူအောင်မြင်ခဲ့ပါတယ်တက်တီဟာအာဘီနဲ့စီးပွားရေးလုပ်ဖို့ဘလောက်ရေးကြီးလဲဆိုတာသိတာကြောင့်
သူ့စီပြန်သွားခဲ့ပါတယ်သူကအာဘီရဲ့ယုံကြည်မှုကိုရအောင်လုပ်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့အမြင့်ချင်းတူညီကအပေးအယူကိုအဆုံးသတ်နိုင်ခဲ့ပါတယ်ကုန်ပစ္စည်းအလုံးရောင်းထွက်သွားတဲ့အတွက်တက်တီမှာနီကာယာကွာစစ်ပွဲကိုထောက်ပံ့ဖို့လိုအပ်တဲ့ရိက္ခာတွေအတွက်ပေးချေကိုပိုက်ဆံရှိလာခဲ့ပါတယ်ဒါပေမဲ့သူရခဲ့တဲ့လက်နက်တွေမှာခြေရာခံလို့ရတဲ့အမှတ်စဉ်နံပါတ်တွေပါနေပါတယ်သူကအမှတ်စဉ်နံပါတ်တွေကိုမဖြတ်မချင်းလက်နက်တွေကိုမပို့ဘူးလို့အလက်ဟန်ဒရိုကိုပြောပါတယ်အလက်ဟန်ဒရိုကဒါဟာကုန်ပစ္စည်းတင်ပို့မှုကိုကြံ့ကြာစေမှာဖြစ်ပြီးသူ့လူတွေကရိက္ခာတွေအရေးတကြီးလိုအပ်နေတာကြောင့်ဒီကြံကိုသဘောမတူပါဘူးဒါပေမဲ့ရွေးချယ်စရာမရှိတာကြောင့်သူတို့အလုပ်စလုပ်ကြပါတယ်တက်တီဟာဖုန်းလာတာကြောင့်ထွက်သွားခဲ့ပြီးအဲ့ဒီဖုန်းဟာသူ့ဇနီးဟောင်းဂျူလီယာစီကဖြစ်ကြောင်းသိရပါတယ်သူမဟာလော့စ်အိန်ဂျလိတ်ကိုလာပြီးသူတို့တွေပြန်ပေါင်းထုတ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောပါတယ်သူတို့နှစ်ယောက်ဟာတီဟီယန်မှာအတူတူတာဝန်ကျခဲ့ဘူးပြီးအဲ့ဒီမှာပဲဂျူလီယာဟာတားလေးကိုကိုဝင်ရခဲ့တာဖြစ်ပါတယ်ဂျူလီယာကတက်တီကိုသူဟာအနေအများတဲ့တာဝန်တစ်ခုမှပတ်သက်နေပြီးဒါဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေလိမ့်မယ်လို့ပြောပါတယ်တက်တီကတော့သူမနဲ့အတူရှိချင်ပြီးအရာရာကိုစနစ်တကျပြင်ဆင်ပြီးတာနဲ့ဝါရှင်တန် DC ကိုပြန်လာခဲ့မယ်လို့အာမခံပါတယ်ဂျူလီယာကတော့အရင်ကသူကတိဖြတ်ဖူးတာကြောင့်သူ့ကိုမတေချာပေမဲ့အခွင့်အရေးတစ်ခုပေးဖို့ဆုံးဖြတ်ခဲ့ပြီးဝါရှင်တန် DC ကိုမပြန်ခင်မှာအဲ့ဒီအတိုင်းပြောခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ဖြန့်ကလင်ဟာအတုံးတုံရောင်းရပြီးနောက်ဆက်ပြီးတစည်းဝယ်က RBC ပြန်သွားခဲ့ပါတယ် RBC မှာသူဟာ RB ရဲ့လူတစ်ယောက်ကိုဆေးရုံလိုက်ပို့ပေးပြီးကယ်တင်ပေးခဲ့ပါတယ် RB ကသူ့ကိုပို့ပြီးသဘောကျသွားပြီးဒီတစ်ခါတော့အတုံးနဲ့တုံးပေးလိုက်ပါတယ်ကျုပ်တို့ဟာမယ်လိုဒီကိုလည်းမြင်တွေ့ရပြီးသူမကဖြန့်ကလင်ရဲ့အိမ်နီးနားချင်းဖြစ်ကသူမရဲ့အဖေအန်ဒရေးကတော့ရဲရရှိချစ်ပါတယ်မယ်လိုဒီနဲ့ဖြန့်ကလင်တို့ဟာတယောက်ကိုတယောက်သဘောကျကြပေမဲ့အန်ဒရေးကမယ်လိုဒီကိုဖြန့်ကလင်နဲ့ပေါင်းတာမကြိုက်ပါဘူးဖြန့်ကလင်ကတော့သူ့မေကအိမ်လာခမှာပေးတဲ့သူတွေကိုအိမ်ကနေထုတ်ဖို့စူးစမ်းနေတာကိုလိုက်ပါကူညီပေးနေတာမြင်ရပါတယ်ဒါအပြင် CC ဟာသူ့ဌာနဆိုင်ရာအထက်လူကြီးရဲ့နောက်ဆက်ချင်းကိုခံနေရတာလည်းမြင်ရပါတယ်ဖြန့်ကလင်ဟာနောက်ပိုင်းမှာသူရလာတဲ့အတုံးနှစ်တုံးကိုရောင်းဖို့ကလော်ဒီယာစီသွားခဲ့ပါတယ်ဖြန့်ကလင်ကလက်ကထွက်လာတဲ့အချိန်မှာအလစ်တိုက်ခိုက်ခံရပါတယ်သူဟာအရိုက်ခံရယုံတင်မကပဲပိုက်ဆံတွေပါလူယူခံလိုက်ရပါတယ်သူ့ကိုတိုက်ခိုက်ခဲ့တဲ့သူတွေဟာလင်နီနဲ့ရေးရေးတို့ဖြစ်ပြီးသူကသူတို့ရဲ့ဖောက်တီကိုလူယူခဲ့တာကြောင့်ကလဲ့စားချေတာဖြစ်ကြောင်းကလော်ဒီယာစီကနေတီးလိုက်ရပါတယ်ဖြန့်ကလင်ဟာလီယွန်စီသွားပြီးအရာရာကိုပြောပြပါတယ်လီယွန်ကအရင်ကထောင်ချဘူးတာကြောင့်အဆက်အသွယ်ချို့ရှိနေပြီးသူတို့စီသွားတဲ့အခါကာဘဲကကူညီဖို့သဘောတူခဲ့ပါတယ်ကာဘဲကလီယွန်နဲ့ဖြန့်ကလင်တို့ကိုလင်နီရဲ့အိမ်ခေါ်သွားပြီးလင်နီစီကလူသွားတဲ့ပိုက်ဆံတွေကိုပြန်ပေးအောင်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ငွေသားအလုံးကိုတွေ့ရဲ့အခါသူကိုယ်တိုင်ပဲတင်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်ဖြန့်ကလင်ကပိုက်ဆံကိုပြန်ရမှဖြစ်မှာတိတာကြောင့်ကျယုံစီမှာတင်းနဲ့သွားတောင်းပါတယ်ကျယုံကတင်းနဲ့ယူသွားရင်ခလုတ်ဆွဲရဲဖို့တေချာရမယ်လို့ပြောပါတယ်လီယွန်နဲ့ဖြန့်ကလင်တို့ဟာကာဘဲရဲ့နေရာကိုသွားပေမဲ့သူကပိုက်ဆံတွေကိုကားတစ်စီးဝယ်ဖို့တုံးပြီးလိုက်ပါပြီးသူတို့ဟာဆေးလွန်ပြီးတတိမိနေတဲ့ကာဘဲကိုဖမ်းဆီးနိုင်ခဲ့ပါတယ်သူတို့ဟာကာဘဲနဲ့သူ့ရဲ့ကားကိုပါ RBC လျော်ကြေးအနေနဲ့ယူသွားခဲ့ပါတယ် RB ကဒါဟာသူတို့ရှင်းရမယ့်ပြဿနာလို့ပြောပြီးကော်ပြားတပြားပေးလိုက်ပါတယ်သူတို့ကာဘဲကိုခေါ်သွားတော့သူနိုးလာပြီးကားပေါ်ကနေထွက်ပြေးသွားပါတယ်ဘာမှမရှိတဲ့တောလေဖြစ်တာကြောင့်လီယွန်နဲ့ဖြန့်ကလင်တို့နောက်ကလိုက်ခဲ့ကြပါတယ်သူတို့နောက်ကိုကာဘဲပြန်လိုက်လာမှတိတာကြောင့်ဖြန့်ကလင်ကပြစ်ဖို့ဆုံးဖြတ်ခဲ့ရမဲ့မပြည့်ရဲခဲ့ပါဘူးဒါကြောင့်အောင်လီယွန်ကတင်းနဲ့ကိုယူပြီးလှုပ်တင်တာကိုလှုပ်လိုက်ပါတယ်နောက်ပိုင်းမှာဖြန့်ကလင်ကကားနဲ့တူဝဲထားတဲ့ဆက်ပြီးကိုပါရောင်းပြီးအာဘီကိုပိုက်ဆံပြန်ဆက်ခဲ့ပါတယ်ဖြန့်ကလင်ဟာဒီလောက်ထိကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းမှာအာဘီကိုသူဒီအလောက်ကနေနားပြီလို့ပြောလိုက်ပါတယ်အခြားတစ်ဖက်မှာတော့လူစီယာဟာဆေးဝါးတွေရလာပြီးနောက်ဖြန့်ချိဖို့အတွက်ထုတ်ပိုးမှုတွေစတင်ပါတယ်အဲ့ဒီအချိန်မှာပဲအင်ကိုပြန်လာဖို့ဖုန်းခေါ်ဆိုမှုရခဲ့ပါတယ်လူစီယာဟာအင်ကိုမပြန်ခင်ထုတ်ပိုးမှုတွေကိုစောင့်ကြည့်ဖို့ကုတာဖို့ကိုတာဝန်ပေးခဲ့ပါတယ်အိမ်မှာတော့ပေဒရိုရဲ့အဖေယာမီရိုဟာသူ့ကိုတစ္ဆာဖောက်တဲ့သူကိုလိုက်ရှာနေပါတယ်သူကပိုက်ဆံဝတ်ထားတဲ့နေရာကိုလူနေစုပဲတည်တာကြောင့်သူနဲ့နီးစပ်သူတယောက်ကတစ္ဆာဖောက်တာဖြစ်ရမယ်လို့လူတိုင်းကိုပြောပါတယ်သူကတရားခံကိုရှာဖွေမှဖြစ်ပြီးလုပ်တယ်သူဟာပေးဆက်ရမယ်လို့သူ့လူတွေကိုပြောပါတယ်ကျုပ်တို့ဟာလူစီယာရဲ့အဖေကိုလည်းမြင်တွေ့ရပြီးသူတို့ဟာမက္ကစီကိုကနေကုန်ပစ္စည်းတွေတည်ယူဖို့သူတို့ကိုယ်တိုင်ဖော်ထုတ်ထားတဲ့လမ်းကြောင်းတွေကိုတုံးကြတယ်ဆိုတာသိရပါတယ်သူကသူ့သမီးကိုယာမီရိုဟာတရားခံကိုတနစ်ရှာတွေ့သွားမှာဖြစ်ကြောင်းပြောပြပါတယ်ပေဒရိုနဲ့လူစီယာတို့နှစ်ယောက်လုံးစိုးရိမ်လာကြပြီးအစီအစဉ်တစ်ခုထုတ်လိုက်ပါတယ်သူတို့ဟာယာမီရိုရဲ့လူတစ်ယောက်ကိုတက်ပြီးပိုက်ဆံခိုးပြီးထွက်ပြေးသွားတဲ့ပုံစံမျိုးဖြစ်အောင်လွှဲချဖို့ဆုံးဖြတ်ကြပါတယ်သူတို့ကကုတာဘိုကိုလှုပ်ခိုင်းပေမဲ့သူတို့ပါအတူလိုက်ခဲ့ဖို့တောင်းဆိုပါတယ်သူတို့ဟာယာမီရိုရဲ့လူတစ်ယောက်ကိုတတ်နိုင်ခဲ့ပြီးအဲ့ဒီလိုနဲ့ယာမီရိုကိုသူပဲပိုက်ဆံခိုးသွားတာလို့ယုံကြည်အောင်လုပ်နိုင်ခဲ့တဲ့အတွက်သူတို့တွေလွတ်မြောက်သွားပါတယ်ဒါပေမဲ့သူတို့ဝယ်ထားတဲ့ပစ္စည်းကအယောင်းတာအေးနေပြီးနောက်တစ်တုပ်ဝယ်ဖို့ပိုက်ဆံလိုနေပါတယ်ကုတာဘိုကမက္ကစီကန်ကောင်းတစ်ခုဖြစ်တဲ့ဆက်တွံမာနဲ့အတူတွဲလုပ်ရင်ကုန်ပစ္စည်းတွေပိုရောင်းရအောင်ကူညီပေးနိုင်တယ်လို့လူစီယာကိုအကြံပြုပါတယ်သူကဒါကိုအောင်မြင်လုပ်နိုင်ရင်သူတို့နဲ့ရှယ်ယာရှင်ဖြစ်ချင်တယ်လို့ပြောပြီးလူစီယာကသဘောတူခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတက်တီဟာသူရိတ်ခါတွေထောက်ပံ့ပေးနေတဲ့လူတွေနဲ့တွားတွေ့ပါတယ်အဲ့ဒီမှာသူတို့ရဲ့ခေါင်းဆောင်ဟာအလက်ဟန်ဒရိုရဲ့ဇနီးဖြစ်နေမှန်းသိလိုက်ရပါတယ်ဒါအပြင်တက်တီဟာစခန်းထဲကသူရှိုကောင်လေးတယောက်ကိုလည်းရှာတွေ့ခဲ့ပါတယ်တက်တီကသူတို့ထံအကြောင်းကြားခဲ့ပြီးသူတို့ကအဲ့ဒီကောင်လေးကိုရှင်းလင်းလိုက်ပါတယ်တက်တီပြန်လာတဲ့အချိန်မှာသူတို့ရဲ့လေရင်ဟာအရေးပေါ်ဆင်းသက်ခဲ့ရပြီးအဲ့ဒီထဲမှာအလက်ဟန်ဒရိုသတိလစ်သွားပါတယ်တက်တီဟာဘာမှမရှိတဲ့နေရာလဲမှာမျောလင်းချက်ပြတ်သုံးလို့နီးပါးဖြစ်ခဲ့
ပေမဲ့အလက်ဟန်ဒရိုနိုးလာပြီးသူတို့ပြန်တန်းနိုင်ခဲ့ပါတယ်ပြန်ရောက်တော့တက်တီဟာဝါရှင်တန် DC ကိုသွားပါတယ်သူကလက်နက်ဝယ်ယူရေးကိုတောင်ကသူ့ကိုအခက်အခဲဖြစ်စေတာကြောင့်လက်နက်ဝယ်ယူမှုကိုချောမွေ့အောင်ကူညီပေးဖို့ဂျိမ်းစ်ကိုတောင်းဆိုပါတယ်ဂျိမ်းစ်ကလုပ်ပေးမယ်လို့ပြောပြီးတက်တီကလည်းဒါပြီးရင်စစ်သားတွေဟာစစ်ပွဲကိုနိုင်ဖို့လိုအပ်တာမှန်သမျှရတော့မယ်လို့အာမခံပါတယ်သူဟာဂျူလီယာနဲ့လည်းပြန်တွေ့ပြီးအရာကိုပြင်ဆင်ပြီးတာနဲ့ဝါရှင်တန် DC ကိုပြန်လာခဲ့မယ်လို့အာမခံပါတယ်ဂျူလီယာသဘောတူပေမဲ့ဒါဟာသူ့အတွက်နောက်ဆုံးခွင့်ရေးဖြစ်မယ်လို့ပြောပါတယ်တက်တီလော့စ်အိန်ဂျာလိတ်ကိုပြန်ရောက်တဲ့အခါတိုင်တစ်ခုမှာပျောက်ဆုံးနေသူရဲ့ကြေညာချက်လက်ကမ်းစာဆောင်ကိုတွေ့ရပါတယ်အလက်ဟန်ဒရိုကဒါဟာလိုဂန်တေတဲ့ညကသူဖျောက်ဖျက်ခဲ့ရတဲ့မိန်းကလေးဖြစ်ကြောင်းနဲ့အရင်ကတက်တီကိုမသိသေးတာကြောင့်မပြောခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ဖျန်ကလင်ကတော့စိတ်တက်ကြနေပြီးသူ့ဖေကိုသွားတွေ့တဲ့အခါထောင်ကျနေမှန်းသိရတာကြောင့်အာမခံနဲ့သွားထုတ်ပေးပါတယ်ဒါပေမဲ့သူတို့ဆက်ဆံရေးကအဆင်မပြေတာကြောင့်ဖျန်ကလင်ကစကားမပြောဘဲစောင့်မနေခဲ့ပါဘူးနောက်ပိုင်းမှာသူ့ဖေကဂျာယုံရဲ့အိမ်ကိုလိုက်လာပြီးရေမိုးကြိုးတန့်စင်ပါတယ်သူ့အဖေအော်ဒန်ဟာအရင်ကလူမေးခွင့်ရေးလှုပ်ရှားသူဖွဲ့ဝင်ဖြစ်ခဲ့ပြီးအဖွဲချက်စည်းခံရပြီးနောက်ပိုင်းအရက်သမားဖြစ်လာတာကြောင့်သူ့မေကမောင်းထုတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်သူကဖျန်ကလင်နဲ့စကားပြောဖို့ကြိုးစားပေမဲ့စိတ်တိုစရာတွေချစ်ခဲ့ပါတယ်နောက်ပိုင်းမှာအိမ်နီးနားချင်းကစူညံလို့တိုင်တာကြောင့်ရဲတွေရောက်လာပါတယ်ဖျန်ကလင်ကပြန်ပြောဖို့ကြိုးစားတဲ့အခါသူတို့ကသူ့ကိုရိုက်နှက်နှိမ်နင်းပါတယ်အန်ဒရေးကအချိန်မီရောက်လာပြီးအခြေအနေကိုထိမ့်သိမ်းပေးခဲ့ပါတယ်ဖျန်ကလင်ဟာဒီဒုက္ခတွေကိုကြုံပြီးနောက် RBC ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကကီဘင်ကိုလည်းဆက်သွယ်မှုအသစ်နဲ့ကုန်ပစ္စည်းအကြောင်းပြောပြပါတယ် RB ကဒီတခါတော့အတုံးလေးတုံးပေးလိုက်ပါတယ်ဒါပေမဲ့ကလော်ဒီယာကဖျန်ကလင်စီကနေနှစ်တုံးပဲယူပါတယ်ပစ္စည်းကိုဘယ်မှာရောင်းရမှန်းမသိတော့တာကြောင့်ဖျန်ကလင်ကဂျာယုံစီသွားပြီးကိုကင်းလုပ်ငန်းနဲ့ဘာလို့မပါချင်တာလဲလို့မေးပါတယ်ဂျာယုံကဒါဟာဈေးကြီးတဲ့ပစ္စည်းချစ်ပြီးသူတို့လူမျိုးတွေမဝယ်နိုင်ကြောင်းဒါကိုရောင်းဖို့လူဖြူတွေစီသွားရမှာအဖြစ်ပြီးသူတို့ကြားထဲမှာတိတာနေမှာဖြစ်ကြောင်းပြောပြပါတယ်ဒါအပြင်မက္ကစီကန်တွေကဒီလုပ်ငန်းမှာအဖွဲ့အစည်းကြီးဖြစ်တာကြောင့်ရုံးကန်ရကြိုးမနှက်ဘူးလို့ပြောပါတယ်သူကဖျန်ကလင်ကိုသူ့သူငယ်ချင်းတယောက်နဲ့မိတ်ဆက်ပေးပြီးသူကလည်းအဲ့ဒီအတိုင်းပဲပြောပါတယ်ဒါပေမဲ့ဖျန်ကလင်ကတော့စမ်းရောက်ကြည့်ချင်တာကြောင့်မက္ကစီကန်တွေရဲ့တတိနေရာကိုသူ့စီကနေယူခဲ့ပြီးသူတို့ကိုဝယ်ခိုင်းဖို့စီးယုံနိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်တစ်ချိန်တည်းမှာပဲကူတာဘိုဟာဘီတက်ကူလာထိုင်နေရတဲ့သူ့အကိုဟာနန်နဲ့ဆက်သွယ်ပြီးမက္ကစီကန်တွေနဲ့တွေ့ဆုံခွင့်ရအောင်ကူညီပေးဖို့တောင်းဆိုပါတယ်ဟာနန်ကဆက်တွန်ဘာနဲ့တွေ့ဆုံခွင့်ရအောင်လုပ်ပေးနိုင်ခဲ့ပြီးသူတို့အပေးယူအဆုံးသတ်နိုင်ခဲ့ပါတယ်ကူတာဘိုအပြင်ကိုထွက်လာတဲ့အချိန်မှာဖျန်ကလင်လည်းအဲ့ဒီနေရာကိုရောက်လာပေမဲ့လူမေးဖြစ်နေတာကြောင့်ဆက်တွန်ဘာရဲ့လူတွေကချက်ချင်းဖမ်းဆီးလိုက်ပါတယ်ကူတာဘိုကဖျန်ကလင်ဟာသူ့ရဲ့ပရိသတ်ဖြစ်မှန်းသိတာကြောင့်ကယ်တင်ပေးခဲ့ပြီးဖျန်ကလင်ကသူ့မှာကြောက်အေးစုကျွေးတင်သွားပြီလို့ပြောပါတယ်ဖျန်ကလင်အိမ်ပြန်ရောက်တဲ့အခါရွေးချယ်စရာမရှိတာကြောင့်အုတ်ကလန်မှာရှိတဲ့ကီဘင်ရဲ့အဆက်အသွယ်တယောက်စီသွားဖို့ဆုံးဖြတ်ပါတယ်သူတို့အုတ်ကလန်ရောက်တဲ့အခါအဆက်အသွယ်ကမရှိနေတာကြောင့်စောင့်ဆိုင်ခဲ့ရပါတယ်ဖျန်ကလင်အပြင်ဘက်လမ်းလျှောက်ထွက်တဲ့အခါဆွဲလန်းသူတွေခန်းစားနေကြတဲ့ဆေးဝါးမျိုးစားအသစ်ကိုတွေ့ရှိသွားပါတယ်အဲ့ဒီအကြောင်းပိုသိကျင်တာကြောင့်သူကအယောင်သမားစီကပစ္စည်းအလုံးကိုဝယ်ယူခဲ့ပြီးအဲ့ဒီဆေးကိုတီထွင်တဲ့သူနဲ့တွေ့ဆုံဖို့တောင်းဆိုပါတယ်ဖျန်ကလင်ကသူ့ကိုတွေ့တဲ့အခါဆေးချက်တဲ့လုံးငန်းစင်ကိုတင်ပေးဖို့တောင်းဆိုခဲ့ပြီးသူကပညာရှင်တယောက်ဖြစ်တာကြောင့်တင်ပေးရင်သူ့ရဲ့အတတ်ပညာကိုဒီထက်မကပြန့်ပွားအောင်လုပ်ပေးမယ်လို့ပြောပါတယ်ဖျန်ကလင်ဟာပိုပြီးဆွဲလန်းစေုံတင်မကပဲကုန်ကြစရိတ်ကိုရှော့ချပေးပြီးအမျက်ဆုံးပိုရစေမဲ့ဆေးချက်နီးကိုတင်ယူခဲ့ပါတယ်ကီဘင်ကတော့အဆက်အသွယ်ရှာမတွေ့ပဲလီယွန်ဖျန်ကလင်တို့နဲ့အတူပြန်လာခဲ့ပေမဲ့ဖျန်ကလင်ကတော့နေလန်တစ်ကိုတင်လာခဲ့ရတာကြောင့်စိတ်မပြတ်ပါဘူးသူကဆေးကိုချက်ပြီးလီယွန်နဲ့ကီဘင်တို့ကိုလူတွေကိုအလာကားစမ်းသပ်နမူနာပေးဖို့ခိုင်းပါတယ်တစ်ချိန်တည်းမှာပဲလင်နီနဲ့ရေးရေးတို့ဟာကဲစားချေဖို့အတွက်ဖျန်ကလင်ရဲ့အိမ်ကိုစောင့်ကြည့်နေကြပါတယ်ဖျန်ကလင်ဟာသူ့ဦးလေးစီဆေးတင်နဲ့သွားပြီးဒီပစ္စည်းနဲ့ဆိုရင်အယောင်စင်းနှုန်းကိုရှော့ချနိုင်မှာဖြစ်လို့မိမိတို့လူမျိုးစုတွေကိုပဲပြန်ရောင်းနိုင်မှာဖြစ်ကြောင်းဒါကြောင့်မက္ကစီကန်တွေဒါမှမဟုတ်လူဖြူတွေကိုစိုးရိမ်စရာမလိုတော့ကြောင်းပြောပြပါတယ်ဒါကိုသိရတဲ့အတွက်ဂျာယုံကပစ္စည်းရဲ့စွမ်းဆောင်ရည်ကိုကြည့်ဖို့ကူညီဖို့အဆင်သင့်ဖြစ်သွားပါတယ်ဖျန်ကလင်ရဲ့အလာကားစမ်းတက်နမူနာပေးတဲ့ပြင်ဦးဟာကအောင်မြင်ခဲ့ပြီးနောက်တစ်နေ့မှာဝယ်သူတွေတန်းစီနေခဲ့ပါတယ်ဒါပေမဲ့လီယွန်ဟာဖျန်ကလင်ရဲ့အိမ်မှာရှိနေတော့လင်နီရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတင်းနဲ့ပြစ်ခံလိုက်ရပါတယ်ဖျန်ကလင်အချိန်မီရောက်လာပြီးသူ့ကိုဆေးရုံပို့ပေးနိုင်ခဲ့ပါတယ်သူဟာဘေးကင်းဖို့အတွက်ကုန်ပစ္စည်းတွေကိုမယ်လိုဒီရဲ့အခန်းထဲမှာဝတ်ထားခဲ့ရပါတယ်စီစီဟာလီယွန်အကြောင်းသိရတဲ့အခါဖျန်ကလင်အတွက်စိုးရိမ်ပူပန်သွားပေမဲ့ဖျန်ကလင်ကစိတ်အေးအောင်လုပ်ပေးနိုင်ခဲ့ပါတယ်သူ့အမေဟာအလုပ်ထုတ်ခံလိုက်ရတာကြောင့်အလုပ်ပြုတ်သွားမှာအလဲတိရပါတယ်ဖျန်ကလင်ကပိုက်ဆံပေးပေမဲ့သူမကညှင်းဆန်ခဲ့ပါတယ်လီယွန်ပြန်လဲတက်တာလာတဲ့အခါဖျန်ကလင်ကလင်နီကိုသူတို့ရှင်းပြမယ်လို့ပြောပါတယ်သူကမယ်လိုဒီနဲ့လည်းပြန်တွေ့ပေမဲ့မယ်လိုဒီကသူမအခန်းထဲမှာပစ္စည်းဝတ်ထားတာကိုတီးသွားပြီးသူ့ကိုထွက်သွားဖို့ပြောပါတယ်အခြားတစ်ဖက်မှာတော့ကူတာဘိုနဲ့လူစီယာတို့ဟာအပေးယူလုပ်ပြီးနောက်အဆင်ပြေသွားလို့အရန်ပျော်နေကြပြီးယင်းနှီးကျွမ်းဝင်မှုရှိခဲ့ကြပါတယ်ပေဒရိုကဒါကိုမြင်ပြီးနောက်ပိုင်းမှာလူစီယာကကူတာဘိုကိုစီးပွားဖက်အဖြစ်လှုပ်လိုက်တာကိုသိရတဲ့အတွက်မကျေနပ်ဖြစ်နေပါတယ်ဘာလို့လဲဆိုတော့သူကကူတာဘိုကိုဘယ်တော့မှမကြိုက်လို့ပါပေဒရိုကလူစီယာရဲ့ဖယ်ကျင်ခြင်းကိုခံရတယ်လို့ခံစားရတာကြောင့်သူ့ဖေကိုအရာသွားပြောပြပါတယ်ယာမီယိုကသူမလှုပ်ဆောင်နိုင်ခဲ့တာကိုသဘောကျသွားပြီးသူတို့ရဲ့စီးပွားဖက်အစ်အဖျားအပါဝင်မယ်လို့ပြောပါတယ်လူစီယာကကူတာဘိုကိုအဲ့ဒီအကြောင်းပြောပြပြီးသူ့ဦးလေးကစီးပွားရေးကိုလွှဲယူတော့မှဖြစ်တယ်လို့ကူတာဘိုက
သူ့ဦးလေးရဲ့လူနှစ်ယောက်ကိုတက်ခဲ့တာကြောင့်ဒါကိုလွတ်ထားမှာမဟုတ်လို့ဝေးဝေးကိုထွက်သွားဖို့ပြောပါတယ်ဒါအပြင်သူတို့စတွန်မာကိုလည်းပစ္စည်းပေးတော့မှာမဟုတ်ပါဘူးကုတာဘိုကတော့သူထွက်ပြေးမှာမဟုတ်ဘူးလို့ပြောပါတယ်သူကသူမကိုယ်တိုင်တိဆောက်ခဲ့တဲ့စီးပွားရေးကနေဖယ်ထုတ်ခံနေရပြီဆိုတာကိုသိအောင်ပြောပြပါတယ်လူစီယာဟာသူ့အဖေကွယ်လွန်သွားတဲ့သတင်းကိုရရှိဤခဲ့ပြီးသူ့စီသွားရောက်ခဲ့ပါတယ်ကျုပ်တို့ဟာသူမရဲ့အမေနဲ့လည်းတွေ့ရပြီးသူမကမက္ကစီကိုကစိုက်ခင်းတွေကိုတာဝန်ယူထားကြောင်းသိရပါတယ်လူစီယာကိုသူ့ဦးလေးကစည်ရင်းစရာတွေဘလို့ထိန်းသိမ်းလဲဆိုတာသူ့လူတယောက်ကိုတင်ပေးဖို့တောင်းဆိုပါတယ်ဒါကိုသိရတဲ့အတွက်လူစီယာဟာသူမစီးပွားရေးကနေဖယ်ထုတ်ခံရတော့မယ်ဆိုတာသိသွားပြီးကုတာဘိုရဲ့အစီအစဉ်ကိုသဘောတူကဆက်တွန်မာနဲ့တွားတွေ့ကြပါတယ်တက်တီကတော့ပျောက်ဆုံးနေတဲ့မိန်းကလေးကိုဘယ်သူလိုက်ရှာနေလဲဆိုတာကိုသိဖို့စူးစမ်းနေပါတယ်နောက်ပိုင်းမှာသူကလည်းပျောက်ဆုံးနေတဲ့မိန်းကလေးတယောက်ကိုရှာနေတာပါလို့ပြောပြီးပီတိုရီယာနဲ့မိတ်ဆွေဖြစ်အောင်လုပ်လိုက်ပါတယ်ပီတိုရီယာကသူမကိုမြင်တဲ့အခါသူမရဲ့ညီမလည်းအဲ့ဒီညကပဲပျောက်ဆုံးသွားတာလို့ပြောပြပါတယ်သူတို့စကားပြောနေတုန်းစာဆောင်ကိုမြင်ပြီးလူတယောက်ရောက်လာကအဲ့ဒီမိန်းကလေးတွေကိုကလပ်တစ်ခုမှာပါတီလုပ်နေတာတွေ့ခဲ့ကြောင်းပြောပြပါတယ်တက်တီပြန်လာတဲ့အခါနီကာယာကွာကသူတို့စခန်းအတိုက်ခိုက်ခံရပြီးပိုတီးရအောင်အောက်ကိုဆင်းသွားရမယ်လို့အလက်ဟန်ဒရိုစီကနေသိရပါတယ်တက်တီကကလပ်အကြောင်းမေးမြန်းခဲ့ပြီးအဲ့ဒီကလပ်ကနေမိန်းကလေးတွေကိုခေါ်သွားတာဖြစ်ကြောင်းသိရပါတယ်တက်တီကဒီပြဿနာကိုသူဒီမှာရှင်းလိုက်မယ်လို့အာမခံပြီးအလက်ဟန်ဒရိုကိုတယောက်တည်းပြန်တန်းသွားဖို့ပြောပါတယ်တက်တီဟာပီတိုရီယာနဲ့အတူအဲ့ဒီကလပ်ကိုသွားပါတယ်ကလပ်မှာပီတိုရီယာကသူမညီမထွက်သွားခဲ့တဲ့လူရဲ့ပုံစံကိုသိရှိသွားပါတယ်ဒါအပြင်သူတို့သွားခဲ့ဘူးတဲ့အိမ်လိပ်စာကိုလည်းရခဲ့ပါတယ်တက်တီကဒါဟာမိန်းကလေးတွေကိုခေါ်သွားတဲ့နေရာမှန်းသိတာကြောင့်အဲ့ဒီအိမ်မှာလူတယောက်ကြိုတင်ချထားနိုင်ဖို့ပီတိုရီယာကိုခဏအချိန်ဆွဲထားခဲ့ပါတယ်ပီတိုရီယာအဲ့ဒီလိပ်စာကိုရောက်တဲ့အခါတက်တီရဲ့လူကပီတိုရီယာကိုသူမညီမအဲ့ဒီမှာဘယ်တော့မှမရှိခဲ့ဘူးလို့ယုံကြည်အောင်လုပ်နိုင်ခဲ့ပါတယ်ပီတိုရီယာဟာသူမညီမကိုလိုက်ရှာရတာမောပန်းလာပြီးတက်တီရဲ့ကူညီမှုအတွက်ကျေးဇူးတင်ကသူမညီမကိုဘယ်တော့မှရှာတွေ့တော့မှာမဟုတ်ဘူးလို့လက်ခံလိုက်ပြီးထွက်ခွာဖို့ပြင်ဆင်ကြောင်းပြောပါတယ်အလက်ဟန်ဒရိုလည်းပြန်ရောက်လာပြီးစခန်းဆုံးရှုံးသွားခဲ့ရကပစ္စည်းနှဲငယ်ပဲကဲတင်နိုင်ခဲ့ကြောင်းအခုတော့ပစ္စည်းသွင်းသူအစ်စ်ရှာရတော့မှာဖြစ်ကြောင်းပြောပြပါတယ်အလက်ဟန်ဒရိုကကိုလံဘီယာကပစ္စည်းသွင်းသူအချို့ကိုတီးပြီးသူတို့ကသူ့ကိုပဲယုံကြည်တာကြောင့်တယောက်တည်းသွားတွေ့မယ်လို့ပြောပါတယ်တက်တီကတယောက်တည်းသွားဖို့ခွင့်ပြုခဲ့ပေမဲ့သူ့ရဲ့ကိုလံဘီယာအဆက်အသွယ်တွေကိုတီးဖို့အတွက်စောင့်ကြည့်ခဲ့ပါတယ်နောက်ပိုင်းမှာတက်တီဟာပီတိုရီယာစီကနေမထွက်ခွာခင်သူမညီမကိုရှာဖို့နောက်ဆုံးတစ်ခေါက်ကြာအိုးစားခြင်းကြောင့်နဲ့သူမညီမပျောက်ဆုံးမှုအတွက်တာဝန်ရှိတဲ့သူကိုရှာတွေ့နိုင်ခြေရှိကြောင်းသိရပါတယ်တက်တီဟာသူမညီမပျောက်ဆုံးတဲ့ညကကလပ်မှာရှိခဲ့တဲ့ဓာတ်ပုံဆရာစီသွားတဲ့အခါသူမနဲ့အတူလိုက်သွားခဲ့ပါတယ်အဲ့ဒီဓာတ်ပုံတွေထဲမှာသူမညီမတွဲပြီးထွက်သွားတဲ့သူရဲ့ပုံကိုရိုက်မိထားပြီးအဲ့ဒီလူကအလက်ဟန်ဒရိုဖြစ်နေပါတယ်တက်တီကအလက်ဟန်ဒရိုကိုဒီခြေနေကိုသူရှင်းနိုင်ဖို့အတွက်မြို့ကနေလအနှဲငယ်လောက်ထွက်သွားစေချင်ပါတယ်အလက်ဟန်ဒရိုကတော့ကိုလံဘီယာလူမျိုးတွေနဲ့တွေ့ဆုံဖို့ရှိနေပြီးသူမလာရင်အပေးယူပြတ်တော့အားမဖြစ်လို့ပီတိုရီယာကိုရှင်းပစ်ချင်နေပါတယ်ဒါပေမဲ့တက်တီကသူတို့တခုခုစဉ်းစားမှဖြစ်လို့အခုလောလောဆယ်ထွက်သွားဖို့ပြောပါတယ်အလက်ဟန်ဒရိုကတက်တီပြောတာကိုမနာခံပဲပီတိုရီယာရဲ့အိမ်ကိုသွားပြီးသူမကိုတက်ပစ်လိုက်ပါတယ်တက်တီတာကိုမြင်တဲ့အခါအယမ်းစိတ်ဆိုးသွားပြီးအလက်ဟန်ဒရိုကိုပြန်တက်လိုက်ပါတယ်တက်တီဟာရန်နှဲငယ်လောက်စိတ်လွတ်သွားခဲ့ပါတယ်ဂျူလီယာကသူ့ကိုဆက်သွယ်လို့မရတာကြောင့်စိုးရိမ်လာပြီးဂျိမ်းစ်ကသူ့ကိုလာစစ်ဆေးပါတယ်ဂျိမ်းစ်ကသူ့ရဲ့မျှော်မှန်းချက်ကအောင်မြင်ခဲ့ပြီးစစ်ပွဲမှာအသာစီးရနေပြီဖြစ်ကျောင်းသားတွေအားလုံးကသူ့ကြောင့်ဖြစ်ကြောင်းပြောပြပါတယ်ဒါအပြင်တမလကလည်းသူ့ရဲ့ကြိုးပမ်းမှုကိုအရန်သဘောကျနေကြောင်းဒါပေမဲ့သူဆက်မလုံးနိုင်တော့ဘူးလို့ခံစားရရင်အစားထိုးဖို့လူရှာရမှာဖြစ်ကြောင်းပြောပါတယ်တက်တီဟာအတိမတ်ပြုခံရတာကြောင့်ဝမ်းသာသွားပြီးဂျိမ်းစ်ကိုစိုးရိမ်စရာမလိုကြောင်းအာမခံပါတယ်နောက်ပိုင်းမှာတက်တီဟာကိုလံဘီယာလူမျိုးတွေစီသွားပြီးသူဟာအစိုးရကဖြစ်ကြောင်းပြောကပေးယူကိုအဆုံးသတ်နိုင်ခဲ့ပါတယ်ကြာယုံကတော့ဆေးရောင်းရတဲ့အမျက်အဆုံးတွေကိုမြင်ပြီးဖြန့်ကလင်နဲ့လက်တွဲဖို့ပျော်ရွှင်နေပါတယ်ဖြန့်ကလင်ကသူ့ဦးလေးကအပင်ပန်းခံခဲ့ရတာကြောင့်25%ရှယ်ယာပေးမယ်လို့ပြောပါတယ်ဒါအပြင်ဆေးချက်ဖို့အတွက်အိမ်တစ်တလုံးလည်းရရှိခဲ့ပါတယ်ဖြန့်ကလင်ဟာကုန်ပစ္စည်းတွေပို့ရဖို့အတွက်သူ့ဦးလေးကီဗင်တို့နဲ့အတူ RBC သွားတွေ့ပါတယ်ဒါပေမဲ့ကြက်ယုံကဈေးနှုန်းကိုညှိနှိုင်းဖို့စ조사တဲ့အခါ RB ကမကျေနပ်ပါဘူးကြက်ယုံကဖြန့်ကလင်ကိုပစ္စည်းသွင်းသူကိုရှာနိုင်ဖို့အတွက် RB ကိုဆောင်ကြည့်ထားတဲ့နယ်လို့ပြောပြီးရော့ကိုအဲ့ဒီအလုပ်လုပ်ဖို့တာဝန်ပေးပါတယ်ဖြန့်ကလင်ကလည်းကလော်ဒီယာစီသွားပြီးသူနဲ့ရေးရေးတို့တွေ့ဆုံခွင့်ရအောင်လုပ်ပေးဖို့တောင်းဆိုပါတယ်ကလော်ဒီယာကဖြန့်ကလင်ရဲ့အကြီးကိုသူမနဲ့တွေ့အောင်စီယုံပေးရင်လုပ်ပေးမယ်လို့သဘောတူပါတယ်လူအီးကသူမရဲ့တောင်းဆိုချက်ကိုသဘောတူပေမဲ့အနာဂတ်မှာဖြန့်ကလင်ကသူမကိုအဲ့ဒီကလပ်ရအောင်လုပ်ပေးရမယ်လို့အာမခံချက်တောင်းပါတယ်ဖြန့်ကလင်ဟာရေးရေးနဲ့တွေ့ဆုံပြီးအပေးယူညှိနှိုင်းနိုင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲလူအီးကကလော်ဒီယာစီသွားတွေ့ပါတယ်ရေးရေးကလင်နီကိုဖြန့်ကလင်စီခေါ်လာပြီးဖြန့်ကလင်ကရေးရေးကိုပိုက်ဆံပေးကလင်နီကိုတတ်ဖို့တွန်းအားပေးပါတယ်တစ်ချိန်တည်းမှာပဲလူစီယာရဲ့အမေဟာအဖေရဲ့ဇာပနာပြီးနောက်ထွက်ခွာသွားပါတယ်လူစီယာကလည်းပေဒရိုကိုအိမ်ပြန်လွတ်လိုက်ပြီးကူတာဘိုကိုဖုန်းခေါ်ပါတယ်ဇလန်တွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ယာရိုနဲ့သူ့လူတွေဟာစက်တွန်ဘာရဲ့တင်းနဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရတာကိုမြင်ရပါတယ်ကူတာဘိုဟာဇာပနာပွဲမှာလူစီယာနဲ့ပူးပေါင်းပြီးလုပ်ငန်းတစ်ခုလုံးကိုလွှဲပြောင်းရယူလိုက်ပါတယ်တက်တီကဂျူလီယာစီဖုန်းဆက်ပြီးအခြေအနေတွေရှုပ်ထွေးသွားတာကြောင့်လောလောဆယ်လော့စ်အိန်ဂျာလိတ်မှာပဲနေရဦးမှာဖြစ်ကြောင်းပြောပါတယ်
CC ဟာအိမ်ထဲမှာတယောက်တည်းရှိနေတုန်းဖြန့်ကလင်ကတော့ဆေးချက်တဲ့အိမ်ကိုတိဆောက်ပြီးသူတို့အားလုံးငွေသားတွေဝင်လာတာကိုပျော်ရွှင်ကာသူတို့စတင်ခဲ့တဲ့အရာပေါ်ကျေနပ်နေကြပါတယ်ကြည့်ရှုပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျတယ်ဆိုရင်တော့ကျေးဇူးပြုပြီးအစဉ်တစိုက်အားပေးဖို့အတွက်စာရင်းသွင်းပေးထားပါ